ကောင်းလင်းတယောက်ကသူ့ရုပ်လေရင်လေးကိုဖြင်းရင်းစွာတွန်းလိုက်ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာထူးဆန်းသွားတာကတော့အဲ့ဒီလေရင်လေးဟာရေပုံးတစ်လုံးကိုရှေ့ကိုတွန်းထုတ်လိုက်တာကိုမြင်လိုက်ရတာပါပဲဒီလိုထူးဆန်းတဲ့ထေးပြက်ကြောင့်ကလေးလေးဟာအရင်ပျော်ရွှင်သွားပြီးဒီလေရင်လေးဟာမော်ဆန်နဲ့ဆိုတာကိုသိလိုက်ရပါတယ်ဒါနဲ့မိခင်မသိအောင်ခိုးကြောင်ခိုးဝါလုပ်ပြီးလှေကားတစ်ခုကိုယူအင်ခေါင်မိုးဘိုကိုတက်ပြီးကောင်းကင်ရံကိုလေရင်နဲ့အတူပြန်တန်ဖို့မျှော်လင့်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့မိခင်ကအချိန်မီရောက်လာပြီးသူ့ကိုဆွဲချလိုက်ပါတယ်ဒီလိုရုန်းကန်နေရင်မှာပဲအယုတ်လေရင်လေးကပြုတ်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်စလုံးကတော့အန်ဒီရတစ်ခုကတဖြည်းဖြည်းနဲ့နီးကပ်လာနေပြီဆိုတာကိုမသိခဲ့ကြပါဘူးသူတားလေးကိုဒီလိုမျိုးပေါ့ဆဲတဲ့အလုပ်မျိုးထပ်မလုံးအောင်တားဆီးဖို့အတွက်မိခင်ဖြစ်သူဟာလေရင်လေးကိုယူပြီးအခန်းထဲမှာတော့ပိတ်ထားလိုက်ပါတယ်။ကောင်းလေးကဘလောက်ပဲငိုယူတောင်းပန်နေပါစေမိခင်ကပြန်ပေးဖို့ငင်းဆန်နေခဲ့တယ်။သူတို့သားမိစကားများနေတော့မှပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်လာပါတယ်။တော့ပိတ်ခံထားလိုက်တဲ့လေရင်လေးဟာပတင်းပေါက်ကိုရုတ်တရက်ဖောက်ထွက်လာပြီးမျက်စိရှိမှရှိတဲ့အရာအလုံးကိုဖျက်ဆီးပစ်တော့တာပါပဲ။နောက်တစ်ခဏမှပဲလေရင်ကအနီရောင်အလင်းတန်းတစ်ခုကိုထုတ်လွှတ်ပြီးမိခင်ဖြစ်သူကိုတရိပ်ချင်လိုက်ပါတယ်။ကြောက်လန့်တကြားနဲ့သူမဟာမလုံမရက်ကြောက်ရွံ့ပြီးအော်ဟစ်လိုက်ပါတော့တယ်ကြောက်လန့်နေတဲ့ကောင်းလေးဟာသူ့မိစီကိုပြေးသွားပြီးဖတ်လိုက်တဲ့အခါမှာတော့ထူးဆန်းစွာပဲလင်းရင်လေးဟာငိမ့်သက်သွားပါတယ်ဖြည်းဖြည်းချင်းဆန်းသက်လာပြီးကျမ်းမြေမှာတိတ်ဆိတ်စွာနားနေပါတယ်သူ့မိဘလောက်တောင်ကြောက်ရွံ့နေလဲဆိုတာကိုမြင်လိုက်ရတော့ကောင်းလေးဟာလင်းရင်လေးကိုကောက်ယူပြီးသူ့ခန်းစီပြန်ယူသွားခဲ့တယ်လင်းရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ဆောင်ဖြတ်လိုက်တဲ့မိခင်ဖြစ်သူဟာသူ့တငယ်ချင်းဂျက်ကိုဖုံးခေါ်ပြီးသူ့ဒေသနာပြုဖို့အတွက်ရုပ်ကိုလျှို့ဝှက်စွာပေးရလိုက်ပါတယ်ဆပ်ပလစီအမျိုးမျိုးနဲ့ဆစ်ဆေးပြီးနောက်သူတို့ဟာလင်းရင်အတွင်းမှာလျှက်ဆဲပိုင်းစာတွေလုံးဝမတွေ့ရပဲစက်မှုဆိုင်တာဘာတစ်ခုမှလည်းမတွေ့ခဲ့ပါဘူးသူတို့ညလုံးအတော်လေးကိုအံ့အားသင့်ကြရတယ်။ပြီးတော့သူတို့ဟာလေရင်လေးကို hydraulic ဖျားပေးဆက်အောင်မှခောက်ပြီးကြီးမားတဲ့အားနဲ့ရိုက်ချခဲ့ပါတယ်။ဒါပေမဲ့လေရင်ရဲ့မျက်နှာပြင်ပေါ်မှာခြေအားလေးတစ်ချက်တောင်မပေါ်ခဲ့ပါဘူး။အဲ့ဒီညမှာပဲလေရင်လေးအခုခံလိုက်ရပြီဆိုတာသိလိုက်ရတဲ့ကောင်လေးဟာဓာတ်ခွဲခန်းထဲကိုခိုးဝင်လာပါတယ်။ဂျက်ကဖုံးပြောနေတော့အာယုံပြက်နေတော့မှကောင်လေးဟာလေရင်လေးကိုခိုးယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့တူထပ်ပြေးဖို့ကြိုးစားနေတော့မှပဲဂျက်ကသူ့ကိုမြင်သွားပါတယ်။ကောင်လေးဟာအတက်နိုင်ဆုံးအမြန်ဆုံးပြေးလွှားသွားပြီးဂျက်ကလည်းချက်ချင်းပဲအချက်ပေးခေါင်းလောင်းကိုတီးလိုက်ပါတယ်။မကြခင်မှာပဲဓာတ်ခွဲခန်းတစ်ခုလုံးကိုရဲတွေကဝိုင်းရံထားခဲ့ပါတယ်။ဘယ်ကိုမှသွားစရာမရှိတော့တဲ့အတွက်ကောင်လေးကခေါင်းမိုးပေါ်ကိုတက်သွားခဲ့ပါတယ်။ပြီးတော့နောက်တစ်ခဏမှလည်းအံ့အားကောင်းတဲ့အရာတစ်ခုဖြစ်ပြလာပါတော့တယ်။ကောင်လေးကခေါင်းမိုးပေါ်ကနေလေရင်လေးနဲ့အတူခုန်ကြဖြန်တန်းသွားခဲ့တာပါ။